Okay, thank you ကျေးဇူးတင်တယ်အခုနဆောဆောပြောတယ်လို့ပေါ့နော်ကျွန်တော်တို့ဒီည live မှာ ZRAEC ခေါ်ရချင်းဟာပြည်သူလူထုအများစုကျွန်တော်တို့ပရိသတ်အများစုအတောင်းခံနေဟာဖြစ်တဲ့ကြွကြောင့်ဒီည ZRAEC ကိုခေါ်တာဖြစ်ပါတယ်ဒီညမှာကျွန်တော်တို့အချိန်ပေးတဲ့အတွက် ZRAEC spokesperson Sir JK အပေါ်မှာလည်းကျွန်တော်တို့အထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဒီညကျွန်တော်တို့ live ကိုအစနေအဆုံးထိကြည့်ပေးပါရန်မေတ္တာရခံချင်းနဲ့ကျွန်တော်တို့ live ဒီလိုမျိုးအစီအစဉ်လုပ်တာဟာအစအရင်မှာကျွန်တော်တို့ချင်းလက်နဲ့ကန်တခြား CNF CNA spokesperson ပြီးတော့ Chin Brotherhood spokesperson ရဲ့ပြီးရင်ဒီ slide တော့ခါရဲ့ CNL CNDF ဖြစ်ရဲ့အဲ့လိုမျိုးအကုန်လုံးပေါ့နော်အကုန်လုံးနေပါပေါ့နော်ကျွန်တော်တို့ live interview လုပ်ခဲ့ဖူးတယ်အခု ZRA တခုပဲကျန်တော့တယ်ဆိုတော့ပြည်သူလူထုတွေကလည်း ZRA ရဲ့အမင်တဘောပေါ့နော်အဲ့ဒါကိုသူတို့တိချင်လို့ဒီလူမျိုး ZRA ကိုရွေးရချင်းဖြစ်တယ်လူအများစွာရွေးတဲ့ ZRA ကိုဒီညမှာကျွန်တော်တို့ခေါ်ရချင်းဖြစ်တယ်လို့ကျွန်တော်ပြောကြားလိုပါတယ်အခုကျွန်တော်တို့မေခွန်းစတော့မှာဆိုတော့ကျွန်တော်တို့ညီမလေးမော်တေစီမှာကျွန်တော်တို့အမေပြီးတော့တူအနီဒီမေခွန်းကိုစမေတော့မှာဖြစ်ပါတယ်ဟုတ်ဒီနေ့ပေါ့နော်ဒီနေ့မြင်းမြတ်မှုရန်ပါဝင်ပြီးရဲ့အိတ်တင်များကိုအထူးကျေးဇူးတင်ရှိပါတယ်ကျမနာမည်ကတော့ဆွေစင်မွေးပါတယ်လီယာလို့လည်း address ပေးသွားလို့ရပါတယ်ဟုတ်ကဲ့ပေါ့နော်ဒီမြင်းမြတ်မှုအတွက်အစီအစဉ်များကိုနော်မျှဝေပေးချင်ပါတယ်live ကိုအစအနေအဆုံးထိကြည့်ရှုပေးဖို့လည်းတောင်းဆိုချင်ပါတယ်ပြီးတော့အထူးအနေနဲ့ပေါ့နော်ဆရာကျဲကဲကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပထမဆုံးမိခွန်းအနေနဲ့ပေါ့နော်ကျမတို့ဒီ ZRA ဟာဘယ်လိုစတင်ဖွဲ့စည်းခဲ့ပြီးဘယ်လိုမူဝါဒကိုကျင့်သုံးခဲ့တာလဲဆိုတာပေါ့နော်ဟုတ်မြင်မြန်ချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုကျွန်တော်ဖျားနဲ့အကူမိုက်ကယ်ပေါ်မှာကျေးဇူးအများကြီးတင်ပါတယ်ပထမဦးဆုံးမီးရမီခွန်းဘယ်လိုစတင်ဖွဲ့စည်းခဲ့တယ်လဲဆိုတာတော့ZRA Eastern Command ကိုတော့2013ခုနှစ်နိုဝင်ဘာလမှာဖွဲ့စည်းခဲ့ပြီးတော့မူဝါဒအနေနဲ့တော့ပြန်လည်တွေးရှိနေနှွေရေးမူဝါဒပေါ့နော်အခုချိန်ထိကျွန်တော်တို့ကျင့်သုံးနေတော့ဖြစ်ပါတယ်ဖွဲ့စည်းခဲ့တဲ့ခုနှစ်ကတော့2013ခုနှစ်နိုဝင်ဘာလမူဝါဒအနေနဲ့ချန်ပီယံပေါ့ပြန်လည်တွေးရှိနေနှွေရေးမူဝါဒကိုကျွန်တော်တို့အခုချိန်ထိကျင့်သုံးနေတော့ဖြစ်တယ်လို့ပြောကြားချင်ပါတယ်ပါတယ်ဖြေချပေးတဲ့အတွက်ဟုတ်ဒုတိယအမိခွန်းအနေနဲ့ပေါ့နော် ZRA ရဲ့မြန်မာပြည်အတွင်းချင်းပြည်နယ်အတွင်းနိုင်ငံရေးရည်မှန်းချက်ရည်ရွယ်ချက်နဲ့ဥတီချက်ကဘယ်လိုလဲဆိုတာလေးကိုမေးမြန်းချင်ပါတယ်ရှင့်ဟုတ်ကဲ့ ZRA Eastern Command ဖွဲ့စည်းပြီးတော့ကျွန်တော်တို့နိုင်ငံရေးရည်မှန်းချက်ပေါ့နော်နိုင်ငံရေးရည်မှန်းချက်မရှိဘဲနဲ့တော့ဘယ်အဖွဲ့အစည်းမှမရှိပါဘူးဗျCNA ပဲဖြစ်ဖြစ် CNO ပဲဖြစ်ဖြစ်နိုင်ငံရေးရည်မှန်းချက်ရှိကြတယ်ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ချင်းပြည်နယ်အတွင်းနိုင်ငံရေးရည်မှန်းချက်ကတော့self determination ပေါ့နော်ကိုလူမျိုးရဲ့ကံကြမ္မာကိုကျွန်တော်တို့လူမျိုးတွေကပဲလွတ်လပ်စွာဆုံးဖြတ်လွတ်လပ်စွာဘယ်လိုပြောမလဲဝေဖန်နေထိုင်လို့ရမယ် self determination ဗမာလိုဆိုရင်တော့အထုဒီတပေါ့နော်တခုကျွန်တော်တို့အဲ့ဒါတော့ကျွန်တော်တို့ရဲ့နိုင်ငံရေးရည်မှန်းချက်ထဲမှာတော့ရည်ကြီးဆုံးနဲ့ကျွန်တော်တို့အခုအချိန်မှာပြောလို့ရတဲ့အရာပေါ့နော်เนี่ยมวยเตะขนาดเลยအခုနဆရာပြောသွားတဲ့ဟာကျွန်တော်မေးဆရာရှိတယ်
ရှာเจเกအခုနာပြောတဲ့ချင်းပီနဲ့ကူပိုင်အုပ်ချုပ်ခွန်ဆိုတာဒီချင်းပီနဲ့တပီလုံးလာမဟုတ်ရင်ဒီ ZRA နေမေလူပြောမလားတေဒီတွန်ဇာမျိုးနဲ့ထေလာမဟုတ်ရင်ချင်းပီနဲ့တခုလုံးအတွက်လူမျိုးမူဝါရရှိတာလေအဲ့ဒါလေးကိုပြောပြလို့ရမလား ဟုတ်ကဲ့ရပါတယ်ဗျချင်းပီနယ်တစ်ခုလုံးမဟုတ်ပါဘူးဗျဘယ်လိုပြောမှာလဲဆိုရင်ချင်းပီနယ်ထဲမှာလူမျိုးပေါင်း53မျိုးရှိတယ်ဒါကတော့ NASA ကအစိုးရရဲ့သတ်မှတ်ချက်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမြို့နယ်တိုင်းမှာမြို့နယ်ဥပမာဆိုရင်ဖလမ်မြို့နယ်မှာဆိုရင်ဖလမ်လူမျိုးပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဒေတာအကူပြောတယ်လို့ခုနတီးတိန်ခရိုင်ပေါ့နော် NASA ကသတ်မှတ်ပြတဲ့တီးတိန်ခရိုင်နဲ့ဇုံမီလူမျိုးတွေအများစုနေထိုင်တဲ့ဒေတာတွေကိုစုစည်းပြီးတော့အဲ့လိုမျိုးပြောချင်တာပါချင်းပြည်နယ်တစ်ခုလုံးကိုတော့ကျွန်တော်တို့ကလွမ်းမှုကျင်စိတ်မရှိပါဘူးဟုတ်ကဲ့ကျေးဇူးတင်နေမွေးတဲ့ဆက်မေလူရတယ် ဟုတ်ကဲ့ခြားတရားလို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်နှုတ်မိခွန်းအနေနဲ့ပေါ့နော် ZRA ရဲ့ဒီမူလလှုပ်ရှားနေမီနဲ့စူးရိန်နေမီတက်မှတ်မှုကဘယ်လိုလဲပေါ့နော်မြန်မာတမတော်နဲ့စာချုပ်ပြီးတွန်းဆိုင်နေတဲ့မှာလှုပ်ရှားခွင့်ပြုထားတယ်လို့ခြားတရားရယ်ပေါ့နော်၎င်းနဲ့ပတ်သက်ပြီးတကယ်ပေါ့နော်ရှင်းလင်းပြောဆိုပေးဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လှုပ်ရှားနေပြီခုနကျွန်တော်ပြောထားသလိုပေါ့နော်တီးရင်ခရိုင်တစ်ခုလုံးရဲ့ပြီးရင်ကလီကဘော်ဒီတာကဇုံမီလူမျိုးတွေနေထိုင်တဲ့ဒေတာတွေဟိုကျွန်တော်တို့ရဲ့လှုပ်ရှားနေပြီဖြစ်တတ်မှတ်တယ်အကုန်လုံးမှာမလှုပ်ရှားနိုင်ရင်တောင်မှကျွန်တော်တို့ရဲ့တတ်မှတ်ချက်ပေါ့နော်ဒါဟိုခုနအမပြောသလိုအစိုးရနဲ့NASA ကနဲ့စာချုပ်ပြီးတော့တွန်းဆောင်မျိုးနယ်မှာလှုပ်ရှားခွင့်ပြုတယ်ဆိုတာအဲ့ဒါမဟုတ်ပါဘူးမမှန်ပါဘူးစာချုပ်တာမရှိပါဘူးဘယ်လိုပြောမှလဲဆိုတော့ကျွန်တော်တို့တွေ့ဆုံချင်းတောင်မရှိဘဲနဲ့စာချုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့ဒါတော့ကျွန်တော်တို့နာမည်ပြတ်အောင်တမင်တကာဖန်တီးပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအခြေအနေများကိုကြားသိရလို့ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်နောက်ထပ်မိခွန်းအနေနဲ့ပေါ့နော်ZRA EC ဟာ policy တစ်ခုအောက်မှာနာမည်ပဲပြောင်းလဲခဲ့တာလားဒါမှမဟုတ်ဘူးနော် ZRA ကအိန္ဒိယနဲ့ဘက်ချမ်းမှာလှုပ်ရှားပြီး ZRA EC ကမြန်မာဘက်ချမ်းမှာလှုပ်ရှားခဲ့ရလားဘယ်လိုအခြေအနေလဲဆိုတာအခြေအနေလေးကိုပေါ့နော်ရှင်းပြပေးဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တချို့ကျွန်တော်တို့လူမျိုးခြားတောင်မဟုတ်ကျွန်တော်တို့ဇုံမီထဲမှာတောင်ဝေခွင့်မရဖြစ်နေတာပေါ့ZRAကအမပြောတယ်လို့ZRAကအိန္ဒိယဖြစ်မှာတီချာပေါ့နော်အိန္ဒိယအစိုးရနဲ့လည်းစူလက်မှတ်ထိုးပြီးသားသူတို့က EC နေလို့ရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ကျွန်တော်တို့ကတော့ZRA Eastern Command ပေါ့နော်ZRA EC တစီပါတခြားစီပါကျွန်တော်တို့မူဝါဒအဖြစ်လဲစင်တူယူမာလေးတွေရှိမယ်ဒါပေမဲ့အကုန်လုံးတော့အဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်တို့Eastern ဘက်မှာမြန်မာနိုင်ငံရေးနဲ့ကိုက်နေတဲ့မူဝါဒ policy ကျွန်တော်တို့လမ်းစဉ်ချမှတ်ထားပြီးတော့အဖွဲ့အစည်းနှစ်ခုဖြစ်ပါတယ်တစ်ခုမဟုတ်ပါဘူးเนาะZRAနဲ့ZRA EC အဲ့လိုမျိုးပြောချင်ပါတယ်ဗျဟုတ်ကဲ့မွေးတဲ့ခဏလေးနော်ကျွန်တော်နည်းနည်းပြောရှာရှိလို့အခုကြည့်စုနေတဲ့ပရိသတ်ဒီတော်တော်လေးများနေပါတယ်ဆိုတော့ကျွန်တော်တို့ comment မှာဘာရေးခဲ့လဲဆိုတော့ကျွန်တော်တို့ဘာလိုမျိုးလဲဘယ်စိတ်ဓာတ်ရှိတာလဲဘာစိတ်ဓာတ်ရှိတာဆိုတော့ကျွန်တော်တို့ကိုယ့်ဟာကိုယ်ပေါ်ပြတာမျိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ညီအကူချင်းပေါ့နော် comment ရေးတဲ့အချိန်မှာပဲဖြစ်စကားလှလေးတုံပေးပါလို့မေတ္တာရက်ခံချင်တယ်ဟုတ်ကဲ့ပါနှုတ်ထက်မိခွန်းအနေနဲ့ပေါ့နော်
2006ခုနှစ်မှာ ZRA နဲ့ CNF-CNA ဟာချင်းနယ်မြေကျူးကျော်မှုမပြုရန်ပေါ့နော်နှစ်ဘက်သဘောတူစာချုပ်တစ်ခုအချုပ်ဆိုခဲ့ဘူးတယ်လို့ကျွန်တော်တို့ကြားသိရပါတယ်။၎င်းနဲ့ပတ်သက်ပြီးတကယ်မှန်ကန်တဲ့စာချုပ်ဟုတ်ပါသလားဆိုတာလေးကိုရှင်းပြပေးဖို့တောင်းဆိုချင်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ကတော့ကျွန်တော်သိရတဲ့လောက်ကတော့ရှိခဲ့လို့ရှိရင်တော့ကျွန်တော်တို့EC နဲ့ပေါ့နော်စတာရ EC နဲ့ပတ်သက်မှုမရှိပါဘူးဒါကတော့ဘယ်လိုပြောဘာဖြစ်လို့လဲဆိုတော့2013ခုနှစ်မှာကျွန်တော်တို့ကစတင်ဖွဲ့စည်းတဲ့အဖွဲ့အစည်းဖြစ်လို့အဲ့ဒါနဲ့ဆိုရင်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနိုင်တာတော့တခြားဘာမှမရှိပါဘူးဟုတ်ကဲ့ပါကျေးဇူးပါနှုတ်ထက်မိခွင့်အနေနဲ့ပေါ့နော်2021ဆက်အာဏာသိမ်းမှုမဖြစ်ပွားခင်မှာချင်းပြည်နယ်တွင်ချင်းစုံမိလူမျိုးများကိုယ်တိုင်ဦးဆောင်လာတော့လက်နက်ကိုင်ဖွဲ့စည်းက ZRO ZRA နဲ့ CNF CNA နှစ်ဖွဲ့ပဲရှိခဲ့ရပေါ့နော်ဆိုတော့မြေအကိုလက်နက်ကိုင်နှစ်ဖွဲ့ကြားအချင်းချင်းပတ်တိုက်ခိုက်မှုများရှိခဲ့ပါသလားရှိပါကဘာကြောင့်ဖြစ်ခဲ့ရတယ်လဲဆိုတာလေးကိုရှင်းပြပေးဖို့ပေါ့နော်ဟုတ်မြင်မြန်ချင်ပါတယ်ဟုတ်ကဲ့အာနာမသိခင်ကတော့တော်တော်လေးအဆင်ပြေပါတယ်ဘယ်လိုပြောမှာတော့ဆိုတော့CNA ကလည်းအဲ့လောက်ကြီးအင်အားမရှိပြီးတော့ပြဿနာလည်းမရှာတဲ့ခါကျတော့ကျွန်တော်တို့ကလည်းကျွန်တော်တို့နေရာမှာနေမီမှာပေါ့နော် AACC နေတဲ့အဖွဲ့ဆိုတော့ဘာမှပြဿနာမရှိခဲ့ပါဘူးအာနာမသိခင်ကပေါ့ဟုတ်ကဲ့ပါအခြေအနေကိုကြားသိရလို့ကျေးဇူးတင်ပါတယ်နှုတ်ထက်မိခွန်းအနေနဲ့ပေါ့နော်ဒီ2021ခုနှစ်ရွေးကောက်ပွဲအခြေခံမှာအာဏာသိမ်းမှုဖြစ်ပေါ်လာတဲ့အခါမှာ CNF CNA က NCA ကိုဘေးပယ်ပြီးပေါ့နော်စစ်ကောင်စီတပ်ကိုတိုက်ခိုက်သွားတယ် ZRA ကဘာကြောင့်စစ်ကောင်စီတပ်ကိုထဲဝင်တိုက်ခိုက်ခြင်းမပြုကြသလဲဆိုတာလေးပေါ့နော်ပြီးတော့ CNF CNA ကိုရိုင်းက ZRA နဲ့စကားစပူပေါင်းထားတယ်ဆိုပြီးသဘောထားတုံ့ပြန်ခဲ့တယ်ဆိုတော့ ZRA နဲ့စကားစပူပေါင်းခဲ့တဲ့စာချုပ်ကိုရှိခဲ့ပါသလားဆိုတာလေးကိုရှင်းပြပေးပါရန်ဟုတ်မြင်မြန်ချင်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စာချုပ်ကတော့ဘာမှမရှိပါဘူးဘာစာချုပ်မှမရှိပါဘူးအဲ့ဒါတော့ပြီးကျွန်တော်မတိုက်ခိုက်ရSSC ကိုမတိုက်ခိုက်ရတဲ့အကြောင်းရင်းကတော့2021အာနာသိမ့်ပြီးကြတဲ့ကျွန်တော်တို့ NUG နဲ့ကျွန်တော်တို့ကြီးအကဲတွေတွေ့ဆုံတာတော့ဘာတော့အများကြီးရှိပါတယ်ဒါပေမဲ့2021ဒီဇင်ဘာလ15ရက်နေ့မှာ15ရက်နေ့လားကျွန်တော်တဲကွယ်မသိတော့ဘူး15ရက်နေ့လား19ရက်နေ့လားမသိဘူးငွေစင်းရွာမှာကျွန်တော်တို့အဖွဲ့တွေကိုလာတိုက်ခိုက်တယ်အဲဒီတိုက်ခိုက်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ကိုမဟုတ်မမှန်တရင်နေနဲ့ဆွဲတယ်အဲဒီနောက်ပိုင်းNUG နဲ့ကျွန်တော်တို့ကြားမှာအစ်စ်တွေမလုပ်တော့ဘူးဒီတိုင်းကျွန်တော်တို့နဲ့ကျွန်တော်တို့ဘယ်လိုပြောမှာတော့ဂျာနီမူဝါဒကင်ဆွဲပြီးတော့မှ ECC နေတာကောင်းတယ်ကျွန်တော်တို့ကစစ်မျက်နှာတစ်ခုဖွင့်ထားရင်ကျွန်တော်တို့ဘယ်နှစ်နာမှာဆိုတော့မနစ်နာအောင်ကျွန်တော်တို့အတွက်အကောင်ဆုံးနီလန်ဂျာနီမူဝါဒကိုဆွဲကင်ရအောင်ဆိုပြီးတော့ကျွန်တော်တို့အကြီးအကဲတွေကဆုံးဖြတ်ချက်ချခဲ့တယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့ဂျာနီမူဝါဒနဲ့AACC နေတာကို CNN နဲ့အပေါင်းအပါကျွန်တော်တို့ခုနပြောထားတယ်လို့ပေါ့နော်မဟုတ်ပါမှန်တရင်နေနဲ့စစ်ကောင်စီနဲ့ပူးပေါင်းတယ်စစ်ကောင်စီနဲ့စာချုပ်တယ်အနည်းဆုံးကြည့်ရမယ်ဆိုရင်ပူတဲ့ပေါ့နော်ကျွန်တော်သူ့ personality ပြောချင်တာမဟုတ်ပါဘူးပထမတော့သူပြောတော့နမခတိုင်းမိုးနဲ့စာချုပ်ပြီးတော့မှသူတို့ကပြူစောထီတွေဖြစ်တယ်နောက်ဒီနေ့ထဲမှာပဲသူတို့တွေ့ဖို့လုပ်တယ်မေလထဲမှာဒီနောက်လပေါ့နော်နောက်လထဲမှာလဲထပ်တွေ့ဖို့ရှိတယ်တဲ့သူပြောတာဟိုကပဲရှိနောက်မနေဘူးကျွန်တော်တို့ဘယ်လိုပြောမလို့နာမည်ဖြတ်ချင်ုံတက်ပဲစာချုပ် SSC နဲ့ပူးပေါင်းတယ်ဘာညာပေါ့နော်အဲ့လိုမျိုးပြောတာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့အစည်းကတော့ဂျာနီမူဝါဒနဲ့ကုနယ်မြေမှာ EECC နေတဲ့အဖွဲ့အစည်းပေါ့နော်โอเคဒီအခုနမိခုနဲ့ပတ်သက်ပြီးကျွန်တော်ဆက်မေးရှာရှိတယ်
ခုနဆရာ JK က mention ထားတယ်ပွီတေဆိုတာသူပြောတာလားပဲသူပြောတာလေတော့မမှတ်မိတော့ဘူးပေါ့ဒီ interview တစ်ခုခုမှာဒီစစ်ကောင်စီကလေရင်နဲ့တွန်းဆောင်ထုံးစီမာလာတတိထုံးစီမာလာလက်နဲ့ချပြီးတော့အဲ့ဒါတွေ ZRA ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ကျွန်တော်တို့ကြားသိရတယ်ပေါ့နော်ဒီအနေပတ်သက်ပြီးတော့ဒါနဲ့ပတ်သက်ပြီးရင်ရှာစင်ပြပေးစေချင်ပါတယ်ပေါ့ပြီးတော့နောက်တစ်ခုရှိသေးတယ်ဒီ ZRA နဲ့စစ်ကောင်စီအကြားမှာပေါ့နော်ဘယ်လိုမျိုးဆက်ဆက်မှုရှိတယ်တကယ်များအတူတူလက်တွဲလုပ်တလားဒီဟာကိုတစ်ဖက်အဖွဲ့ပြောမလားကျွန်တော်တို့ချင်းလက်နဲ့ကင်တစ်ဖွဲ့CNF CNA အနေနဲ့ ZRA နဲ့စစ်ကောင်စီကသူတို့ပူပေါင်းထားတာရှိတယ်လို့ကျွန်တော်တို့ကြားသိရတယ်ပေါ့နော်သူတို့ပြောထားတာဆိုတော့အဲ့ဒါကိုတကယ်များတစ်တယ်ရှိတလားပေါ့အကယ်၍မပေါင်းဘူးလုံးဝစစ်ကောင်စီနဲ့မပေါင်းဘူးဆိုရင်တော့ ZRA အနေနဲ့တစ်တယ်တခုခုပေါ့ရှိတလားမဟုတ်ရင် CNF ဖက်ကနေတော့ဒီတစ်တယ်ပုံစံအနေနဲ့ပြထားတာတော့ရှိတယ်ပေါ့နော် ZRA အနေနဲ့ရောအဲ့လိုမျိုးတစ်တယ်ရှိတလားအဲ့ဒါလေးကိုဒီနှစ်ချက်ကိုပြောပြပေးပါလို့ Okay ဟိုပထမအဆုံးအနေနဲ့husky နဲ့ salinity တွေကို ZRA ကိုပူဖို့ ZRA ကိုပြီးဖို့ပူထားတယ်ဗာညာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးအခုချိန်ထိကျွန်တော်တို့salinity တွေနိုင်ငံခြားနေပြီးတော့ကျွန်တော်တို့ဇုံမီလူမျိုးတွေကျွန်တော်တို့ပန်ပူးကူနေတဲ့ပိုက်ဆံတွေနဲ့ပဲအခုချိန်ထိကြည်စံအစအကုန်စားစရာထမင်းအကုန်လုံးနိုင်ငံခြားနေပြီးတော့ကျွန်တော်တို့ထောက်ပံ့ပေးတာပါဘယ်တဆုံတစ်ခုကမှ SSC ကနေပြီးတော့ထောက်ပံ့ထားတာမရှိသေးပါဘူးပြီးရင် SSC နဲ့မပူးပေါင်းဘူးဆိုတာတက်တီပြဖို့ဆိုတာတော့ဘယ်လိုပြောမှာတော့အခုချိန်ထိကျွန်တော်တို့ခုနကျွန်တော်ပြောထားတယ်လို့ပေါ့နော်ကြားနေမူဝါဒနဲ့နေတယ်ဆိုတော့ကျွန်တော်တို့ ਨੇ ပြဿနာမဖြစ်တဲ့အဖွဲ့အစည်းဥပမာဗျာကျွန်တော်တို့လာမတိုက်ခိုက်တဲ့အဖွဲ့အစည်းကိုမဆိုကျွန်တော်တို့ကတွားပြီးတော့အရင်တိုက်ခိုက်တာမရှိပါဘူးဗျဥပမာပြောရမယ်ဆိုရင်တော့ZFU PDF Zolan ပေါ့နော်ဟာနေဆုံးအနေနဲ့ကျွန်တော်တို့တီးတင်မြို့နယ်ထဲမှာအတူတူနေတယ်သူတို့ကလည်းသူတို့ဟာနဲ့သူတို့နေတယ်ကျွန်တော်တို့လာမတိုက်ခိုက်လို့ကျွန်တော်တို့လည်းကျွန်တော်တို့လဲသူတို့မတိုက်ခိုက်ဘူးSSC နဲ့ကတော့ကျွန်တော်တို့အခုချိန်ထိဘာသာချုပ်စာရွက်စာတမ်းမှလောက်ထားခြင်းမရှိပါဘူးအခုချိန်ထိကျွန်တော်အဲ့ဒါတော့တေချာပြောရဲပါတယ်ပူပွေးတဲ့ပြောတယ်လို့တော်ကြစာချုပ်ပေးလိုက်တော်ကြနဲ့စာချုပ်ဖို့သူတို့ကတွေ့ဆုံနေတယ်အဲ့လိုမျိုးတော့ကမန်းကရန်တော့မဟုတ်ပါဘူးဗျကျွန်တော်တို့စာချုပ်တာတွေ့ဆုံတာတခါမှမရှိသေးပါဘူးလို့ပြောချင်ပါတယ် Okay ကျေးဇူးတင်တယ်ဟုတ်ကဲ့ပါနောက်ထပ်မေးခွန်းအနေနဲ့ပေါ့နော်ဒီ CNF CNA နဲ့နှစ်ဖက်ဖြစ်နေတဲ့ပရိပခါပေါ့နော်ဘယ်လိုဖြည့်ရှင်းဆောင်ရွက်သွားဖို့ရှိတယ်လဲနိုင်ငံရေးနဲ့ဖြည့်ရှင်းမလားစိတ်ရေးနဲ့ဖြည့်ရှင်းမလားဆိုတာလေးပေါ့နော်ဖြေချပေးဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိတ်ရင်းနှီးနဲ့ဖြည့်ရှင်းဖို့ကကျွန်တော်တို့ဘယ်လိုပြောမှာတော့ဦးစားပေးမဟုတ်ပါဘူးနိုင်ငံရင်းနှီးနဲ့ဖြည့်ရှင်းဖို့ကျွန်တော်တို့ကြိုးစားပါတယ်အနည်းဆုံးဥပမာပြောမယ်ဆိုရင်ဇိုရောဦးဆောင်ပြီးတော့မှကျွန်တော်တို့တွေ့ဆုံတယ်အဲ့တွေ့ဆုံပြီးနောက်ပိုင်းမှာကျွန်တော်တို့ကတိုက်ပွဲဖော်ခြင်းမရှိဘူးသူတို့ဖက်ကနေပဲတိုက်ပွဲဖော်လာလို့တိုက်ပွဲဖြစ်ပွဲရခြင်းဖြစ်တယ်အရှင်းဆုံးပြောရမယ်ဆိုရင်တော့နိုင်ငံရင်းနှီးနဲ့ဦးစားပြီးမှမဖြစ်နိုင်တော့တဲ့အဆုံးမှစိတ်ရင်းနှီးနဲ့ဖြည့်ရှင်းဖို့ရှိတယ်အဲ့လိုပဲပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါနောက်ထပ်မိခွန်းနေနေပေါ့နော်ချင်းငင်နောင်နဲ့ဒီ ZFU အပေါ်ဘယ်လိုရှုမြင်လဲဆိုတာပေါ့နော်အမြင်ကိုမေးချင်ပါတယ်မိတ်ဆွေနဲ့မြင်သလားအမြင်ကိုပြောပြပေးဖို့ပေါ့နော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ချင်းငင်နောင်
ZF view PDF ဆိုလဲကိုတော့ကျွန်တော်တို့ရန်သူလို့မမြင်ပါဘူးအခုချိန်မှာမိတ်ဆွေဖွဲ့လို့မရတည်ပြီးမဲ့တော့နောက်လာမဲ့အချိန်တွေမှာကျွန်တော်တို့မိတ်ဆွေဖွဲ့နိုင်အောင်မဟာမိတ်ဖွဲ့နိုင်အောင်လည်းကျွန်တော်တို့ကြိုးစားဖို့ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါကျေးဇူးပါနှုတ်ထက်မိခွန်းနေနေပေါ့နော်ဒီ CDF ဝမ်ငုံမြို့နယ်စုကလက်ရှိတည်တည်တုံးစာမြို့နယ်အတွင်းရှိကြီးရွာတချို့ကငါတို့ပိုင်ငါတို့မြေစုပြီးပေါ့နော်ပြောဆိုမှုအပေါ် ZRA အနေဖြင့်ဘယ်လိုသဘောထားရှိတယ်လဲသဘောတူလက်ခံပါသလားဆိုတာပေါ့နော်ဟုတ်ဒီနေ့ကိုကြားသိချင်ပါတယ်ဟုတ်ကဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်များများကျွန်တော်တို့အဖွဲ့အစည်းကိုစားမဟုတ်ရင်တော့ကျွန်တော်တို့စုံမီလူမျိုးတရားမှ80ရာခိုင်နှုန်းလောက်ကတော့ဒီကိစ္စကိုလက်ခံမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ပြောတယ်လို့ကျွန်တော်တို့နယ်မြေပါငယ်ကွယ်အဲ့လိုမျိုးပြောနေတာထက်စာရင်သူတို့အတွက်ကောင်းဆုံးကတော့သူတို့ပြောတယ်လို့ဆိုရင်သူတို့နယ်မြေဖလန်းမြို့နယ်နဲ့ဒီရိမ်မြို့နယ်တွန်းဆောင်မြို့နယ်ထဲမှာပါတဲ့အတွက်ကြောင့်ဒေတာခံပြည်သူလူထုနဲ့အရှင်ပြီးအောင်ECC လက်နဲ့မကင်ပဲနဲ့နေတာသူတို့အတွက်ပူကောင်းပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးကကျေးဇူးတင်ပါတယ်နောက်ထပ်မေးခွန်းအနေနဲ့ပေါ့နော်ကျမတို့မေးချင်တာတော့ဒီ2025ခုနှစ်အတွင်းမှာပေါ့နော် CNF CNA ချင်းလန်းကောင်စီအဖွဲ့နဲ့နှစ်ဖက်တိတ်ပွဲဖြစ်ပွားခဲ့တယ်လို့ကျွန်တော်တို့ကြားသိရတယ်ပေါ့နော်ဘာကြောင့်တိတ်ပွဲဖြစ်ပွားခဲ့တာလဲ CNF CNA ချင်းလန်းကောင်စီကတားမြစ်ချက်ပြစ်မှုကိုကျူးလွန်ခဲ့တော့ပေါ့နော် ZRA ကသွားပြရတယ်လဲဆိုတာလေးကိုအခြေအနေလေးကိုကြားသိချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအမပြောတယ်လို့ပေါ့ကျွန်တော်တို့ကတွားပစ်တယ်လို့ဖြစ်နေကျွန်တော်တို့ကတွားပစ်တာမဟုတ်ပါဘူးသူတို့ကကျွန်တော်တို့ကိုလာပြီးတော့ကျွန်တော်တို့နယ်မြေထဲကိုလာပြီးတော့ကျူးကျော်လို့တိုက်ပွဲဖြစ်တာပါအခုအနည်းဆုံးတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဆိုရင်တွေးချမ်းဆိုရင်ကျွန်တော်တို့နယ်မြေပါကျွန်တော်တို့ကိုစစ်ကြောင်းထိုးဖို့လာတာပါအင်အားတော့တော်တော်များတယ်ဒီတိုက်ပွဲအကြောင်းပြောတာမဟုတ်ပြီမဲ့အင်အားတော်တော်များနေကျွန်တော်တို့ကိုစစ်ကြောင်းထိုးဖို့လာတာဖြစ်လို့ကျွန်တော်တို့ကလည်းကိုခုခံပိုင်ခွင့်ပေါ့နော်ကြားနေမူဝါဒဆိုပြီးမဲ့ကျွန်တော်တို့ကိုလာတိုက်ခိုက်ရင်တော့ကျွန်တော်တို့ကခုခံပါဒါကတော့ကျွန်တော်တို့ခုခံလို့တိုက်ပွဲဖြစ်ရတာပါကျွန်တော်တို့ကနေပြီးတော့တွားပစ်တာမဟုတ်ပါဘူးဗျဟုတ်ကဲ့ဆရာအခုနမေခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်မဲဆရာရှိတယ်ခုနဆရာပြောတယ်လို့ပေါ့နော်ကျွန်တော် ZRA ပိတလူကျွန်တော်မေခွန်းထုတ်တာဘာဖြစ်လို့လဲဆိုတော့ဒီ CNA ဖက်နာနေပြောတာတော့ဒီလိုရှိတယ်ကျွန်တော်တို့စစ်ကောင်စီကိုတိုက်ထုတ်ဖို့တွားတဲ့အချိန်မှာ ZRA area လန်မှာ ambush လုပ်တယ်တိုက်ခိုက်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းတိုက်တယ်လို့သူတို့ပြောတယ်ဆိုတော့ဒီအနေပတ်သက်ပြီးတော့CNF Chinland Council အဝလက်နဲ့ကိုင်နေပေါ့နော်တကယ်များဒီစစ်ကောင်စီကိုတိုက်ဖို့တွားတဲ့အချိန်မှာ ZRA တိုက်တလားဒီဟာလေးကိုမဟုတ်ရင်သူတို့ကတမင်တက်စစ်ကောင်စီတိုက်ဖို့ဆိုပြီးတော့အကြောင်းပြပြီးတော့လာတာလားအဲ့ဒါလေးကိုရှင်းပြပေးပါလို့ဟုတ်ကဲ့ပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုပြောသလိုပဲစစ်ကောင်စီကိုတိုက်ဖို့ဆိုပြီးတော့အကြောင်းပြချက်လေးပါပဲအနည်းဆုံးဆိုရင်အရင်နေ့မေလပေါ့နော်မေလတိုက်ပွဲတော့ဆိုရင်ကျွန်တော်တို့ရဲ့game Carmel game ပေါ့နော်အဲ့ game မှာသူတို့ဘယ်လိုပြောမှာတော့စစ်ကောင်စီတိုက်ဖို့ဆိုပြီးတော့ Carmel game ကိုဦးတည်ပြီးတော့လာပါတယ်အဲ့သူတို့စစ်ကောင်စီကကျွန်တော်တို့ Carmel game မှာမရှိပါဘူးကျွန်တော်တို့တမင်တိုက်ခိုက်ဖို့လာတာပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါအချိန်ကြီးတွေကြားသိရလို့လဲဟုတ်ကျေးဇူးတင်ပါတယ်ကျမတို့နှုတ်ထက်မိခွန်းအနေနဲ့ပေါ့နော်မေးချင်တာလေးကတော့ဒီ2025ခုနှစ်အတွင်းပေါ့နော်ဒီ CNF CNA CC အဖွဲ့နဲ့တိတ်ပွဲဖြစ်ပွားတဲ့အခါပေါ့နော်ချင်းပင်နယ်အတွင်းရှိမိသည့်လက်နက်ကိုင်အဖွဲ့အစည်းများပါဝင်ခဲ့ကြတယ်လေဆိုရယ် CNF CNA တဖွဲ့တည်းလားပေါ့နော်ဒါမှမဟုတ်တခြား CDF ပဲအဖွဲ့တွေရောပါဝင်ခဲ့ကြသေးလဲဆိုတာကိုဟုတ်မြင်မြန်ချင်ပါတယ်ဟုတ်ကဲ့
ကျွန်တော်တို့တိုက်ပွဲဖြစ်တဲ့အချိန်တိုက်ပွဲဖြစ်တဲ့အခါတိုင်းမှာပေါ့နော်CNA နဲ့သူ့ရဲ့အပေါင်းအပါတွေပေါ့နော်အဖွဲ့နာမည်ကတော့ကျွန်တော်တိကျပြောလို့မရတဲ့ဟာတွေလည်းရှိတယ်ဥပမာဆိုရင်တောင်ပိုင်းအဖွဲ့တွေဆိုကျွန်တော်အနေနဲ့တအားပြောလို့မရဘူးဒါပေမဲ့သူ့ရဲ့အပေါင်းအပါတွေပါတယ်ပေါ့နော်အဲ့လိုပဲ CNA နဲ့သူ့ရဲ့အပေါင်းအပါအတိုင်းအဝင်းပေါ့နော်အဲ့လိုပဲကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျမတို့နှုတ်ထက်မိခွန်းအနေနဲ့ပေါ့နော်ဒီ CNFCN မှာအပတခြားချင်းပြည်နယ်အတွင်းရှိပေါ့နော်ဂျန်လက်နက်ကင်အဖွဲ့အစည်းနဲ့ ZRA ကြားပြိပခများရှိခဲ့ဘူးလားဆိုတာလေးကိုပေါ့နော်ကြားသိချင်ပါတယ် CNA မှာအပပေါ့နော်တခြားအဖွဲ့အစည်းနဲ့ဒီဘယ်လိုပြောမှာတော့အဖွဲ့အစည်းချင်း private ချင်းတော့ပြဿနာဖြစ်တာမရှိပါဘူးခုချိန်ထိဒါပေမဲ့ CNA ရဲ့ဥဆောင်မှုနဲ့တော့ပြဿနာဖြစ်တဲ့တခြားချင်းလက်နက်ကိုင်အဖွဲ့ဒီကျွန်တော်တို့ ਨੇ ဖြစ်တဲ့အဖွဲ့တွေတော့အများကြီးရှိပါတယ်ဒါပေမဲ့ဒီ privately ပေါ့နော်ဒီတန်အဖွဲ့အစည်းကျွန်တော်တို့ဥပမာကျွန်တော်တို့အဖွဲ့အစည်းနဲ့ဝေါ်ငိုရမ်ကြားမှာဆိုရင်ဘာမှဒီပြဿနာဖြစ်ဖို့အကြောင်းလည်းမရှိပါဘူးဒါပေမဲ့သူတို့က CNA ရဲ့နောက်ကိုလိုက်ပြီးတော့ကျွန်တော်တို့လာတိုက်လို့ကျွန်တော်တို့ ਨੇ ပြဿနာဖြစ်တာအဲ့လိုမျိုးပဲရှိပါတယ် CNA ရဲ့ဥဆောင်မှုကိုလိုက်ပြီးမှကျွန်တော်တို့ ਨੇ ပြဿနာဖြစ်တာရှိပါတယ်ဗျဟုတ်ကဲ့ပါဟိုနောက်ထပ်မိခွန်းအနေနဲ့ပေါ့နော်ကျမတို့ကြားသိတာတချို့က ZRA ဟာမကောင်းဘူးပေါ့နော်တအားဆူးရလို့ပြောကြရပေါ့နော်ဒါဟိုပြီးခဲ့တဲ့ပတ်တုန်းက ZRA လက်ချက်ဖြစ်အရက်သားပြီးသူ2ဦးတီဆုံးခဲ့တယ်လို့ပေါ့နော်ကျမတို့ကြားသိရတယ်အဲ့ဒါတွေဘာကြောင့်ဖြစ်ခဲ့ရတယ်လဲပေါ့နော်ပြောပြပေးလို့ရမလားပြီးတော့ကျမတို့ရထားတဲ့ဒီတရင်အချက်လက်တွေကရောမှန်လားပေါ့နော်ဟုတ်အဲ့ဒါလေးမေးမြန်းချင်ပါတယ်ဟုတ်ကဲ့ပါအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တချို့သတင်းမီဒီယာဗာလဲရေးထားတာရှိပါတယ်အဲ့ဒီလူကိစ္စမျိုးကတော့အဖွဲ့အစည်းတိုင်းလူမှာရဲဘက်ဒီရဲ့ဘယ်လိုပြောမှာတော့လက်လွန်မှုပေါ့နော်အဖွဲ့အစည်းတိုင်းလူမှာရှိဖူးမှာပါ CNA မှာပဲဖြစ်ဖြစ်ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်ရှိဖူးမှာပါဒါပေမဲ့ဒီကိစ္စဟာကျွန်တော်တို့ဘက်ကမားတာမဟုတ်ရင်တောင်လူတီမှုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ချင်းယူရာဇုံမီဇူရာနဲ့သူတို့နင်နာသူတွေပေါ့နော်နင်နာသူတွေရဲ့အိမ်ကိုချင်းထုံးစံဇုံမီထုံးစံအတိုင်းသွားပြီးတော့တောင်းပန်GE ပြီးပါပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတော့ပဲပြောနေပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ဖီရီတီရလို့လည်းကျေးဇူးတင်ပါတယ်ဒီနှုတ်ဆုံးမိခွန်းအနေနဲ့ပေါ့နော်ကျမတို့မေးချင်တာတော့ ZRA လက်ရှိမြန်မာပြည်နိုင်ငံရေးအခင်းချင်းနဲ့ပေါ့နော်ချင်းပြည်နယ်အတွင်းအချင်းချင်းဖြစ်တဲ့စစ်ပွဲအပေါ်ဘယ်လိုသဘောထားပြီးဘယ်လိုဖြေရှင်းဖို့အစီအစဉ်ရှိတယ်လဲပေါ့ပြီးတော့ဒီအနာဂတ်မှာတည်တည်နဲ့တုံးစံမြို့နယ်တစ်ခုနဲ့လက်ရှိချင်းပြည်နယ်ကိုဘယ်လိုမျိုးပုံစံဖြစ်သွားစေချင်တယ်လဲပေါ့နော် ZRA ရဲ့ဆန္ဒကိုပေါ့နော်ရှင်းပြောကြပေးဖို့ပေါ့နော်ဟုတ်ပြမြတ်ချင်ပါတယ်ရှင်โอเคမြန်မာနိုင်ငံလုံးနဲ့ဆိုင်ရင်တော့ကျွန်တော်တို့ဘယ်လိုပြောမှာတော့ Federal Democracy ပေါ့နော်Federal စနစ်စစ်မှန်တဲ့ Federal စနစ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်မြင်သွားချင်ပါတယ်ချင်းပြည်နယ်နေရတော့ပင်ဘယ်လိုပြောမှာတော့ကိုဒီတာကိုချင်းပြည်နယ်မှာရှိတဲ့လူမျိုးတွေကနေပြီးတော့လွတ်လပ်စီရင်ပိုင်ခွင့်ရှိတဲ့ပြည်နယ်ပေါ့နော်အနေနဲ့ကျွန်တော်တို့မြင်သွားချင်ပါတယ်လို့ကျွန်တော်ပြောချလိုပါတယ်